မင်္ဂလာပါရှင်ဒီနေ့9လပိုင်း23ရက်နေ့2025ဖိသိမ်မှုတည်အပ်ဒေ့ရှင်ဒီနေ့တရားရုံးကဖိသိမ်မှုအမှုကိုပယ်ချလိုက်ပြီပယ်ချရတဲ့အကြောင်းရင်းကဖိသိမ်မှုဘာသာဖိသိမ်မှုလေအနောက်ဘက်ကိုလမ်းလျှောက်သွားတယ်အဲ့တော့ဖိသိမ်မှုကိုဖိသိမ်မှုအန်တီရဲ့ဖြစ်စေတာဖိသိမ်မှုပေါ်စားလို့ဖိသိမ်မှုဆုံးသွားတာဒါကြောင့်အမှုကိုပယ်ချလိုက်တာဒါကြောင့်ပဲလေပေါ်ကလူတွေကြောင့်ဖိမိုးဆုံးသွားတာမဟုတ်ဘူးတဲ့ရှင်ဒါပေမဲ့ကရတိဆန်နဲ့ဖိမ်သူတို့3ယောက်ကအတုအယောင်အစီရင်ခံစာတင်လို့ထောင်ဒဏ်4လနဲ့ဒဏ်ငွေပတ်16000ချမှတ်ခံရတယ်ပြီးတော့သူတို့ကဖိမိုးလေပေါ်ပြုတ်ကြတဲ့ညတုန်းကသူတို့တွေလေပေါ်ရှိနေစဉ်မြစ်ထဲကိုအမိုက်ဆွန့်ပစ်ကြလို့ထောင်ဒဏ်2လနဲ့ဒဏ်ငွေ8000ချမှတ်ခံရတယ်ဆိုင်ငံထောင်ဒဏ်တစ်နှစ်တရှင်သူတို့ထောင်ဒဏ်ချမှတ်ခံရဒဏ်ငွေရိုက်ခံရတာကသူတို့အခြားအပြစ်တွေလှုပ်ချမှတ်ခံရတာဖိသိမ်မိုးရဲ့အမှုကြောင့်မဟုတ်ဘူးရှင်ဒီနေ့ဆန်သူတရားရုံးကိုအစောကြီးသွားတယ်ဆန်တရားရုံးထက်ကိုမဝင်သွားခင်တင်းထောက်တွေကိုအင်တာဗျူးဖြေခဲ့တယ်ဆန်ကသူစိုးရိမ်စိတ်တွေမရှိဘူးမဟုတ်မမှန်တဲ့တင်းတင်တာတွေပြီးဆုံးချိန်ရောက်ပြီဖိမိုးအမှုကိုလိုက်ပေးနေတဲ့သူတွေလည်းအပြောပဲရှိတယ်ဘာမှမလုပ်နိုင်ကြဘူးသူတို့မှဟိုဟာတက်တေရှိတယ်ဒီဟာတက်တေရှိတယ်ပြောပြီးယူထုတ်မယ်ပြောကြပြီးဘာလို့မယူထုတ်ကြတာလဲအဲ့ဒီစကားတွေကြောင့်သူစိုးရိမ်စိတ်တွေမရှိဘူးဘာမှယူသွားပြီးသွားမတွေးဘူးပြီးတော့ဖိမိုးဆုံးသွားကြတဲ့ကသူတခါမှဖိသိမ်မိုးကိုအိမ်မက်မမက်ဖူးဘူးတဲ့ရှင်ဆန်ကသူ့ရဲ့ရှင်းနေတဲ့သူသွားတယ်ရှင်ဆန်ရဲ့ရှင်းနေတဲ့တင်းထောက်တွေကိုပြောတယ်တကယ်လို့တရားရုံးကချမှတ်လိုက်လို့ဆန်ကအပြစ်ရှိခဲ့ရင်လည်းအမခံလုပ်ဖို့ငွေရေးကြေးရေးတွေပြင်ဆင်လာတယ်တဲ့ရှင်အဲ့ဒီနောက်ဆန်ကတရားရုံးထက်ကိုပြန်ဝင်သွားလိုက်တယ်ရှင်ဆန်သူပြန်ထွက်လာတော့တင်းထောက်တွေကဆန်ကိုထက်တစ်ခါမင်းမြန်မှုသွားလုပ်တယ်ဆန်ကဘလို့ထွက်ပြောလဲဆိုတော့ပြောရန်အကြံပန်ထက်ကိုသူရွက်ပြီးပြောရှင်နေတာရှင်บ้านอาทิตย์อาจารย์ปันเทศกาบาริထွက်ပြောပြီးဘယ်လန်းတွေဆက်သွားအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုနေမယ်နော်တရားရုံးကအမှုကိုပယ်ချရတဲ့အကြောင်းအရင်းကိုလည်းအသေးစိတ်ပြောပြပြီးရှင်းပြထားပြီးအမှုကလူကြက်မှုကြောင့်ပယ်ချလိုက်တာမဟုတ်တလို့လေပေါ်ကလူကြောင့်ပယ်ချလိုက်တာလည်းမဟုတ်ဘူးဒါကိုဖိမိုးအမှုကိုလိုက်ပေးနေတဲ့သူတွေကမသိသေးရင်တရားဥပဒေအကြောင်းကိုတေချာသွားလေ့လာကြ3နှစ်တောင်အမျိုးမျိုးပြောလာခဲ့ကြတာအပြောကဘယ်တွေဆက်သွားဦးမလဲအပြောတော်ပြီးအလုံးမတော်ကြဘူးငါတို့အဖွဲကိုဘာမှမလုပ်နိုင်ကြဘူးပြောပဲပြောနေကြတာစောင့်မြင်ကတ်လာပြီလို့ပြောရရှင်ဖိသိမ်မိုးရဲ့အမေကတော့ဘာမှထွက်မပြောဘူးပေမဲ့ဖိသိမ်မိုးအမေရဲ့ရှေ့နေကတော့ထွက်ပြောတယ်ဖိမိုးအမေနဲ့ရှေ့နေကတိုင်ပင်ထားကြပြီးတာမို့ရှေ့နေပြောတာကဖိသိမ်မိုးတရားမျှတမှုရပြီဖိသိမ်မိုးဘာသာဖိသိမ်မိုးလေအနောက်ဘက်ကိုလမ်းလျှောက်သွားတယ်ဖိသိမ်မိုးပေါ်စားမှုကြောင့်ဖိသိမ်မိုးလေပေါ်နေပြုတ်ကျပြီးဆုံးသွားတာအမေလေပေါ်ကလူတွေအားလုံးကိုခွင့်လွတ်ပေးတယ်တဲ့ရှင်ဖိမိုးအမှုကိုလိုက်ပေးနေတဲ့အကြံပန်เทพနဲ့ခွန်အချရိယဘာတွေပြောလဲဆိုတာတော့နောက်ဗီဒီယိုမှာထပ်ပြီးပြောပြမယ်လို့ရှင်တရားရုံးကတော့ဒီလိုမျိုးချမှတ်လိုက်ပြီးရှင်ဘယ်လိုပဲဖြစ်ဖိသိမ်မိုးနဲ့ပတ်သက်ပြီးတင်းထူးတွေရှိရင်လည်းနောက်ပြန်လာတင်ပေးမယ်လို့ရှင်